လွမ်းစုတတိယစိတ်များစွာပြည့်အံလာသောအခါကျမမန္တလေးကိုသွားမိမည်မောင်နေထိုင်ခဲ့သောနန်းရှိကတထက်ပြင်တော်အင်္ဂလိပ်စီသို့ကျမရောက်လာတတ်မည်မောင်ထွက်သွားပြီးသည့်နောက်အိမ်သားကစစ်တရားဆိုသည်မှာကျောင်းသူဘဝတုန်းကများပြားသလောက်ဆရာဝန်ဘဝတွင်နေပါလာသဖြင့်ကျမကပဲတောင်းပန်နှင့်ဆက်ငါထားခဲ့မိသည်ဘာအတိတ်ပဲနဲ့ကျမပြုလုပ်မှမသိတော့လဲကျမအတွက်ဤအင်္ဂလိပ်ရှိနေမှဖြစ်မည်ဤအင်္ဂလိပ်တို့တစ်နှစ်တွင်တစ်ခါသို့မဟုတ်နှစ်ခါလာရသည်မှာမောက်ထန်လာရသလိုပင်ကျမခံစားရသည်အိမ်ထဲဝင်နေဝင်ချင်းမောက်ကိုငွေအနှံ့သက်များကိုကျမရမည်ဖျားစဉ်တစ်ခုမှလွဲ၍တခြားအိမ်အောင်ပြိဘောကများပြည့်စုံပါဝင်သည့်ဤအင်္ဂလိပ်သည်ကျမအတွက်တော့နှွေးထွေးသောလွမ်းဆွခြင်းတစ်ခုဖြစ်သည်ဤအိမ်သို့ရောက်လျင်ကျမသည်မြို့မှကြံရစ်ခဲ့သောလူနာများကို၎င်းဆွေမျိုးများကို၎င်းလူမှုရေးပြဿနာများကို၎င်းတတိမရတော့ပဲကျမ၏နှလုံးအိမ်နှင့်အုံနောက်မှာမောင်တယောက်သာဝင်ရောက်နေတော့သည်မောင်ကိုကျမမိဖြောက်၍မရအောင်ချစ်ခဲ့သည်မိဖြောက်ဖို့မကြိုးစားခြင်းလောက်အောင်မက်မောတွေ့တာခဲ့သည်နာကြီးမုန်းတီး၍မရလောက်အောင်မျက်နှိုးတန်တာခဲ့သည်ကျမချစ်တော်မောင်သည်တောင်ပေါ်မြို့ကလေးတစ်ခုတွင်ကျမနှင့်ဆန့်ကျင်စွာငြိမ်းချမ်းသာယာရှိနေလိမ့်မည်အထက်တန်းကျောင်းသားဘဝကလေးကမောင်ညှဉ်းနိုး၍အသေးအတန်လိုက်ယူခဲ့ရသည်ဟုသတင်းကြားရသောမောင်စနီးနှင့်ရီမောပျော်ရွှင်နေပေလိမ့်မည်အလုံးမှပင်ပန်းစွာပြန်လာတိုင်းချစ်ဆက်ပွဲအပြုံးလေးနှင့်အရေးတယူစီးကြိုနှစ်သိမ့်မိလှပသောဇနီးကိုမောင်ခြေနဲ့မျက်နှာမစုံရှိလိမ့်မည်စေကံမှည9 နာရီ10 နာရီအိမ်ပြန်ရောက်သောအခါတိုင်းဣဇက်နေသောထမင်းနှင့်ဟင်းကို6 ကပ်စွာကျမစားနေချိန်တွင်မောင်ကတော့မောင်ဇနီးပြင်ကျွေးသောပူနွေးသည့်ညစာကိုချစ်ဇနီးနှင့်အတူစူပြေစွာစားတောက်နေလိမ့်မည်အိယာဝင်အချိန်တိုင်းအိယာပေါ်တွင်အလျားမောက်ခါခေါင်းအုံတွင်ပါအပ်၍ငြိမ်သက်ရက်တန့်စွာကျမအိပ်ပျော်ဖို့ကြိုးစားနေချိန်တွင်မောင်ကတော့ချစ်ဇနီးကိုရင်ခွင်မှာပွေဖက်၍နှင်းနှင်းချိုက်ချိုက်အိမ်မောကျနေပေလိမ့်မည်နက်နက်အိယာထခြင်းစပွဲတင်နာရီဤနှိုးဆက်မိတမ်းဖြင့်ထိတ်လန့်တကြားကျမနိုးထခြင်းတွင်မောင်ကတော့ညင်သာသောအနမ်းတစ်ခုဖြင့်နှစ်သိမ့်စွာနိုးထခဲ့ပေမည်စီစဉ်တကြားမဟုတ်သောနက်နက်စာကိုကျုံတလို့ကျမစားနေရခြင်းတိုင်းမောင်မှာတော့အစဉ်အပြင်စင်ကျွေးမွေးမိဇနီးကရှိသည်ကံဆိုးသောပညာတတ်မိန်းမတစ်ယောက်နှင့်ကံကောင်းသောပညာတတ်ယောက်ျားတစ်ယောက်သည်ဤမျှကွာခြားမှာပဲမဟုတ်လားမိန်းမဆိုတာပညာတတ်ဖို့မလိုဘူးရုပ်ချောဖို့ပဲလိုတယ်မိန်းမပီးသားဖို့ပဲလိုတယ်ရည်တလို့မောတလို့မကြာခဏကြွေးကြော်လေးရှိသောမောင်သည်တာမန်ဘွဲရတတ်ဦးဖြစ်သည့်လှပသောမိန်းကလေးကိုရွေးချယ်တာမှန်ကန်ပါသည်ဒါဖြင့်ပညာတတ်ပြီးရုပ်မချောတဲ့မိန်းမကိုမောင်ဘာဖြစ်လို့မောင်ဘေးမှာလက်တွေခေါ်ခဲ့သေးလဲမောင်ကိုပြောကျင်သောစကားများစွာထဲမှတေးဖွေသောစကားလေးတစ်ခွန်းသာဖြစ်ပါသည်ကျမစကားတစ်ခွန်းကြောင့်မောင်ထိခိုက်မိဆိုလျင်ကျမကိုကျမအပြစ်ဒဏ်ခတ်ပစ်လိုက်မည်ကျမကြောင့်မောင်မတွေ့ဝေစေရပါ